မင်္ဂလာပါဒီနေ့မှာကျွန်တော်မနက်ခင်းတိုင်းစားရည်ဆင်းဆင်းပြည့်ပြည့်ကြီးပါလဲဆိုတော့ကျွန်တော်ပြပြရမယ်။ဒီဆုံးကျုံးနှလုံးခွဲတယ်ခောက်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်ထောပတ်တီခွဲတယ်ပြီးရင်အဲ့ထောပတ်တီကိုခြေထားလိုက်ပါတယ်ပြီးတော့ဒါကျုံးတယ်မှာထောပတ်တီရပါပြီပြီးတော့လို့ရှိရင်ကျွန်တော်မီးဖွင့်တယ်နွားနို့ထည့်တယ်ပြီးတော့လို့ရှိရင်အဲ့နွားနို့ကိုကျွန်တော်နည်းနည်းလေးပူလာအောင်စောင့်နေဗျာပြီးရင်ကျုံးထည့်တယ်ပြီးရင်မှွေတယ်ပြီးရင်ခြေထားထောပတ်တီထည့်တယ်ပြီးရင်ထပ်မှွေပါတယ်ခင်ဗျာနောက်ပြီးတော့ဒီလောက်အနေထားလေးရပါပြီဟုတ်ကဲ့ပြီးတော့လို့ရှိရင်ကျွန်တော်အခုဒါအပေါ်မှာစီစံနေထည့်ဖို့လုပ်နေရပါတော့အဲ့တော့ကျွန်တော်ပထမဆုံးစပစ်တီကြောက်ထည့်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဖယုံစီထည့်ပါတယ်ပြီးတော့ကျွန်တော်ကအယ်မွန်ဒီမချိုက်တဲ့အတွက်ဒီမက်ဂါဒမီယာကိုထည့်ပါတယ်ဗျာအဲ့ဆိုတော့ရပါပြီခင်ဗျာစားကြပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ